80နှစ်အောင်ပြီးတိုင်းစွာမဲ့အခွေလေးရှိတယ်အဲ့ဒါမပြောခင်ကျွန်တော်လက်မတွေနှိပ်ပြပါအောင်เนาะပြီးခဲ့တဲ့ဘက်ကအင်ရမိသားစုတွေကိုဇာတုကတ်၄ကတ်တိအောင်လေဗျာအဲ့၄ကတ်ကလည်းတကတ်ပြီးမှတကတ်ပေးတာအရင်ဆုံးအင်္ဂါမကျော်ပြီးတော့တိမကျော်ပြီးတော့တောက်ကြမကျော်ကစောတိတာနဲ့နောက်ထပ်တောက်ကြမကျော်ထပ်ပြီးတယ်အောင်လေဗျာအဲ့တော့ဒီတပတ်လည်းဘယ်လောက်ထိမင်္ဂလာရှိမလဲเนาะဆိုတော့ခုနကကျွန်တော် modern internet ကိုကြည့်လိုက်တဲ့အခါကျတော့ကျွန်တော် tip break နဲ့5 break ကိုကျွန်တော်တွေ့ရတယ်မဆိုးဘူးအဲ့တော့ tip break နဲ့5 break နဲ့ပတ်သက်ပြီးတော့လာတဲ့အကောင့်လေးတွေရှိတယ်အဲ့ဒါဆိုမဆိုးဘူးဗျာဘာလို့လဲဆိုရင်မျိုးစဉ်းစားကြည့်အဲ့လိုမျိုးဆိုရင်စောစောစီစီလှနိုင်တယ်အဖွင့်နေ့တွေမှာမင်္ဂလာရှိသွားနိုင်တယ်ဒါကြောင့်ကျွန်တော်လက်မတွေနှိပ်ပေးပါအောင်နော်အဲ့တော့တခြားနားထောင်ပေးပါ tip break 5 break ဆိုရင်ကျွန်တော်အဓိကကန်ရမယ့်ရွှေကီးကအများကြီးမဟုတ်နည်းနည်းလေးပဲရှိတယ်နော်အများကြီးမဟုတ်နည်းနည်းလေးပဲရှိတယ်ဒီလိုတော့ဖြစ်နေတယ်နော်โอเคအဓိကကာယမရွှေကီးကဘာလေးလဲဆိုရင်168ဆိုတဲ့ကီးတွေပါ1ရဲ့6ရဲ့ဆို8ရဲ့ဆိုတဲ့ကီးတွေပါနော်168ဆိုတဲ့ရွှေကီးပါ168ဆိုတဲ့ရွှေကီးကိုကျွန်တော်ဘာနဲ့ကတ်မလဲဆိုရင်နော်အဓိကကကနန်းလေးနေတဲ့စကားပြောမယ်168ကိုကျွန်တော်တို့49နဲ့ကပ်ပြီးတော့ခွေပေးပါနော်168ကို49နဲ့ကပ်ပြီးခွေပေးပါဒါဆိုရင်တော့မဆိုးဘူးတော်တော်လေးကိုလှလှပပဖြောသွားပြီမင်္ဂလာရှိဖို့ပဲလိုတော့တယ်နော်168ကို49နဲ့ကပ်ပြီးခွေပေးပါโอเคအဲ့ဒါပြီးသွားရင်မတော်သေးတဲ့ဟိုကြံသေးတယ်အခမဲ့စာသိုးလေးတွေပြောပြမယ်နော်ပြီးခဲ့တဲ့ဘက်ကကျတော့ကျွန်တော် channel အစဆိုတော့ကျွန်တော်အခမဲ့စာသိုးလေးကျွန်တော်မပြောဖြစ်ဘူးမပြောဖြစ်လို့လည်းကျွန်တော်မိသားစုခဏန်းနေအများကြီးကြံသွားတာပေါ့နော်အကယ်လို့ပြောဖြစ်ရင်ကျွန်တော်ကြံမှာမဟုတ်ဘာလို့လဲဆိုတော့ကျွန်တော်အခမဲ့စာသိုးတွေကမှန်တယ်ထွက်တယ်လာတယ်နော်โอเคအဲ့တော့ကျွန်တော်ပြောမယ်တခြားနားထောင်ပြီးပါဒီဘက်တော့ကျွန်တော်တခြားလေးပြောပြမယ်အရင်ဆုံးကျွန်တော်တို့အခွေအရင်ပြောမယ်ပေါ့နော်တခြားနားထောင်ပြီးပါအခွေအရင်ပြောပြမယ်အခွေအရင်မပြောပါဘူးပတိရင်ပြောလိုက်မယ်ပတိကဘာလာပေါ်တဲ့ဆိုရင်ကျွန်တော်စီမှာအခမဲ့စာသိုးပတိကနော်ငါးတလုံးတော့လာပေါ်တယ်ငါးသို့မဟုတ်ငါး break ငါး break ကများတယ်ဗျာငါး break ဆိုကျွန်တော်1 4လို့2 3လို့လောက်ပဲဆော့မယ်အဲငါးကိုဘယ်နည်းစားဆော့ရမလဲဆိုရင်ကျွန်တော်တို့ဒီနေ့ထွက်ရင်တော့ရင်ခံလိုက်ပဲဗျာနော်မနက်ဖြန်မှာစားဆော့အင်္ဂါဗုဒ္ဓဘူးကြာလာပြီ3ရက်ဆော့တနေ့နဲ့ဆော့ကြရမလို့နော်ဒီနေ့ထွက်ရင်တော့ရင်ခံလိုက်မယ်ထွက်ရင်လည်းထွက်ပါစေဗျာနော်ဒီနေ့မှာငါးဆော့မယ်ဆိုရင်ကျွန်တော်တတိထားမယ့်ဥစ္စာရှိတယ်အဲ့ဒါက1 4ရယ်2 3ရယ်နော်1 4ရယ်2 3ရယ်ခွန်8ရယ်အဲ့ဒီ3ဘွက်ပဲထက်ကျန်တာတွေမှမလို့6 9လို့ပါလို့မလို့သွားဖြစ်ချင်တာဖြစ်နော်1 4 2 3ခွန်8နော်โอเคပြီးရင်ဇာတုအခွေပြောမယ်တခြားနားထောင်ပေးပါနော်အခမဲ့ဇာတုအခွေရတယ်အဲ့လိုပဲဒီနေ့ညနေခင်းကစားဆော့သွားကြဘောလဘူးနေတီးပါပေါ့နော်အလုံးလုံးဘောလဘူးအဲ့ဒါမကြောက်ဇာတုအခွေလေးကဘာလေးလဲဆိုရင်ပေါ်တာပေါ့နော်13689တဲ့13689တဲ့အဲ့လိုလာပေါ်တယ်အမျိုးတို့ကြိုက်ရင်တော့ဆော့မကြိုက်ဘူးလွှတ်ချင်တယ်ဆိုလည်းရတယ်ဒီညမှာအပူးထည့်ရမလားဆိုရင်တော့အပူးကတော့ဆော့သေးတယ်နော်ဘာလို့ဆိုပြီးခဲ့တဲ့ဘက်ကကျွန်တော်အပူးလက်ထပ်တယ်ကျွန်တော်အဓိကပြီးခဲ့တဲ့ဘက်ကဘာမလာဘူးလဲဆိုရင်ညီကိုမလာဘူးနော်နက်ခတ်မလာဘူးညီကိုလည်းနက်ခတ်ပြောက်သွားတာနော်ဆိုတော့အဲ့ဒါပါပဲကျွန်တော်အများကြီးပြောကြမရှိဘူးအခုကျွန်တော်ဒီတပတ်မိသားစုဝင်နေတယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့6993992 59ဆိုတဲ့ Viber မှာလာရောက်ပြီးမိသားစုဝင်လို့ရပါတယ်အရင်ဆုံးကျွန်တော်တို့ဂါမကြော်ပေးထားတဲ့အင်္ဂါမကြော်ပေါ့နော်အကောင့်တွေကျွန်တော်အခုစနေပြီသွားနေပြီမဆိုးဘူးတော်တော်လေးတော့မိုက်တယ်ကျွန်တော်အကောင်းဆုံးလုပ်ပေးထားတယ်ဒီညမှာကျွန်တော်ကောက်ကွက်ပေးထားတယ်ကောက်ကွက်ထောက်သွားရင်ကျွန်တော်ကနောက်ထပ်အခြားသောစာသုံးပတိတစ်လုံးကျွန်တော်ပြန်ပေးတယ်အကယ်လို့ကောက်ကွက်မဟုတ်ပုံမှန်တိုင်းပဲထွက်တယ်ဆိုရင်ရတယ်တင်ကွက်ထောက်သွားရင်တော့ပိုတော့ပြောတာပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဆိုတင်ကွက်2ကြိမ်မိတယ်နော်တင်ကွက်2ကြိမ်ရိုး2ကြိမ်ဒါဆိုပြီးခဲ့တဲ့ဘက်ကတော်တော်မြတ်ကြတယ်ကျွန်တော်မိသားစုဝင်တော်တော်လေးအဆင်ပြေတယ်ကျွန်တော်ပြောပြီးသားတယ်ကျွန်တော်အဆင်မပြေတဲ့အပတ်ကြုံမယ်ဆိုရင်တော့ကျွန်တော်လည်းအဲ့ဒီအပတ်မှာပေါ့ပါပဲတောင်းမယ်ဟိုခွေးဖြစ်နာဖြစ်တော့ကျွန်တော်အရှုံးမခံဘူးပေါ့ပါတောင်းမယ်နော်ကျွန်တော်အဆင်မပြေတဲ့အပတ်တွေရှိခဲ့တယ်အဲ့ဒါဘာလဲဆိုကာကွက်တွေပဲထွက်တာတောင်းလျှောက်ကနန်း9ခါ4ခါလောက်ပြီးတယ်4ခါတော့ကာကွက်စလိုက်ထွက်တာကျွန်တော်အရင်ကြည့်ကွဲတယ်အဲ့ခါကျတော့ကျွန်တော်မမြတ်ဘူးဒါပေမဲ့ကျွန်တော်တို့ခွေးဖြစ်နာဖြစ်တော့ကျွန်တော်တို့မရှုံးဘူးဗျာအဲ့လိုမျိုးပေါ့နော်အခုလိုအပတ်ဆိုရင်ကျွန်တော်ပြန်ရတယ်ပြန်စားတယ်အဲ့လိုမျိုးသွားတယ်နော်ဆို
ဆိုတော့အားလုံးပဲလမ်းမတွေနှိပ်ပေးပါဒါကျွန်တော် channel အသစ်ဖြစ်တာမို့လမ်းမတွေနှိပ်ပေးဖို့တော့မမေ့ပါနဲ့ခင်ဗျာ